ပြင်းလို့ Facebook လေးတုံးပါတယ်ကွာဒီစောက်ရုပ်ကြီးကပြင်းလို့ပါတဲ့သူကလည်းဆဲပေးမယ်နည်းနည်းဘာတော့မှဗလိုင်းငေါ့ဟာကိုရုပ်ကိုမှန်နေကြည့်ခွေးတောင်စားတော်မရိုင်းတယ်မရိုင်းတော့ဘာဖြစ်လဲတတိရှိမှဖုန်းနံပါတ်အပြင်မှာထိုးလို့ရတယ်ဟာဘာကောင်ထင်နေလဲမသိဟောဖုန်းနံပါတ်ပါပေးသွားတယ်အွန်လိုင်းမှာဒီကောင်ကပေါ်ပင်ဖြဲပြတယ်ပေါ့ခုစက်မယ်ဟယ်လိုဘဒူလဲအေးရငါ့ခုနကကွန်မန့်မှာဆယ်ရီဖုန်းနံပါတ်ပေးလိုက်တဲ့ကောင်ပဲကွာတကယ်ဆက်တယ်နော်အေးတကယ်ဆက်တယ်တတိရှိအပြင်မှာဒိတ်ပြီးထိုးမလားသူလည်းတွေ့ပြီးထိုးကြတာဗောဟာ69ရောက်ရှိပြီခင်ဗျားပါအရောက်တည်းရအေးပါစကားအများကြီးမပြောနေနဲ့အဲ့ဒီနေရာကိုမင်းလာခဲ့လိုက်ဒါပေမဲ့မင်းစကားမင်းပြောတာမင်းမှတ်ထားနော်ဟုတ်တယ်မှတ်ထားတယ်မနေ့ကထွေးမယ်ဒီကောင်ကတ်ကြီးနဲ့ဓာတ်ပုံတင်လိုက်တာပဲတွေ့ပြီလေGot it from my daddy. အနောက်မှာနေလေလူမတက်ချင်မှလည်းတက်ကတော့မယ်ခင်ဗျားလည်းစလိတ်တော့တာဘွားကြီးတစ်ခုလုပ်နေတယ်ရောက်နေတယောက်တည်းလာတယ်ဆိုတော့တော်တော်တတိရှိတာပဲလူဆိုတာဗျာစက်တိုင်းစီမစက်တာဖြစ်နေဟဲ့ငါစောက်ခွက်ပြောင်းတာမဟုတ်အဲ့ဆိုလဲခင်ဗျာဘာဖြစ်ချင်လဲအေးဘာဖြစ်ချင်လဲဆိုသူရလည်းပြောတော့ပါဘူးသူပြစားတာဟုတ်တယ်သူရလည်းဒီတော့ကျွန်တော်အချိန်မှပို့ချောတယ်ဖေးတော့မအဲ့လိုမဟာမင်းကလာမဖားနဲ့မင်းပြောတော့လူရောက်69ရောက်ရှိပြီတက်တာဆိုငါနဲ့ဆို100ဆိုကိုရမဟုတ်ပါဘူးပြောကြိတ်လူမဟုတ်ညီရငယ်သေးတယ်အဲ့အချိုရဲကြောက်ပြောစီတယ်ဟာကခက်ရှိတယ်မင်းကပြောတာဗာလေကချီဟုတ်တယ်ကိုကြီးညီရဒီဇိုင်နာလေညီရဖေးကျော်လူရခောက်ပြီးတော့ဂျပင်နဲ့ပြင်ဟဲအခုဂျပင်မှာကျင်းနေကြကိုကြီးဒီလိုတောင်းလိုက်ကျတဲ့ဘာကနေဘာကိုရငါကိုရကြောပြီးတာမောနေပြီညီတဲ့အချိန်ရှိပြီညီရဲ့အဲ့ကြောပြီးထလာညီသွားလိုက်ဝင်တော့ကိုကြီးဟဲ့ဒါတော့အပေါ်အိမ်မှာတက်တူလီလို့ရှိလို့နော်ကိုကြီးလေဒါလေဈေးကြည့်လိုက်တာမင်းဘာပြောလိုက်တာလဲဘာလို့